ဟုတ်အားလုံးပဲမင်္ဂလာပါဗျာကျွန်တော်ဒီနေ့ကတော့ကျွန်တော် campaign လေးတစ်ခုနဲ့ကျွန်တော်မိဘပြည်သူတွေကိုမိတ်ဆက်ပေးချင်တာပဲဖြစ်ပါတယ်ဒီ campaign လေးရဲ့အမည်ကတော့မျှဝေခံစားကန့်လန့်များဆိုတဲ့ campaign လေးဖြစ်ပါတယ်ဒီ campaign လေးပြုလုပ်နေရတဲ့ရည်ရွယ်ချက်ကတော့နေရဆွန့်ခွာနေရတဲ့စစ်ရှောင်းတွေရဲ့မှပြန်လဲထူထောင်ရေးပျက်စီးသွားတဲ့တော်လိုင်းကာလ၄နှစ်ကျော်၅နှစ်ဆိုတဲ့အတွင်းမှာသူတို့ရဲ့မှတဲတွေပျက်စီးသွားတာတွေကိုပြန်လဲပြုပြင်မှုရတယ်နောက်ပြီးတော့တောက်ရည်တက်ကန်တွေပျက်စီးယိုယွင်းနေရတယ်ပြန်လဲပြုပြင်မှုရအတွက်ပြုလုပ်နေတဲ့မျှဝေခံစားကန့်လန့်များဆိုတဲ့ campaign လေးဖြစ်ပါတယ်ဒီ campaign လေးဆိုရင်ကျွန်တော်တို့ငွေပမာဏအားဖြင့်လဲသိန်း100ပဲသတ်မှတ်ထားတာဖြစ်ပါတယ်ဒီ campaign လေးမှာဆိုရင်ကျွန်တော်တို့ဒီဇင်ဘာလကျွန်တော်ဒီဇင်ဘာ6ရက်ကနေကျွန်တော်ဇန်နဝါရီ9ရက်အထိcampaign ကာလလေးကိုသတ်မှတ်ထားဖြစ်ပါတယ်ကျွန်တော်အခုချိန်အထိဆိုရင် target amount သိန်း100မှာဆိုရင်ကျပ်သိန်း40ပဲရရှိသေးတာဖြစ်ပါတယ်ဒီ campaign လေးကိုမိဘပြည်သူတွေကူညီမယ်ဆိုရင်ဒီ SCF platform မှာလည်းကူလို့ရပါတယ်နောက်ပြီးတော့ကျွန်တော် comment မှာကူလို့ရတဲ့ page တွေရဲ့မှာ link တွေကိုလည်းကျွန်တော်ချပေးထားမှာဖြစ်ပါတယ်ဒီ campaign လေးသိန်း100ဆိုတဲ့ပမာဏလေးပြည့်မီအောင်ကျွန်တော်မိဘပြည်သူတွေဝိုင်းဝန်းပြီးတော့ကူပေးကြပါလို့ကျွန်တော်အနေနဲ့မေတ္တာရက်ခံတိုက်တွန်းညပါတယ်ဗျာကျေးဇူးပါ